မင်္ဂလာပါအခုဒီအတန်ကိုနားထောင်နေတဲ့အချိန်မှာသင်ရဲ့တစ်နေ့တာလုံးကိုခဏလောက်ဝေဖယ်ထားလိုက်ပါသင်စိတ်ထဲမှာမပြီးဆုံးသေးတဲ့စကားပြောဆိုမှုတွေအနာဂတ်အတွက်စိုးရိမ်မှုတွေရှိနေနိုင်ပါတယ်အဲ့ဒါတွေကသင်စိတ်ကိုပြေးဆက်ပုံမှာပြေးနေတယ်လို့မျိုးပြန်မှန်းစေပါတယ်အခုအဲ့ဒီဆက်ကိုရက်လိုက်ပါအနာယူကိုချိန်ရောက်ပါပြီသင်ခန္ဓာကိုယ်ကိုအစဉ်ပြေဆုံးအနေထားမှာထားကြည့်ပါအခုအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါပြီးရင်ဖြည်းဖြည်းချင်းပြန်ထုတ်ပါအသက်ရှူထုတ်လိုက်တိုင်းသင်ပခုံးတွေညနာကြွတ်သားတွေကြောကျသွားတာကိုခံစားလိုက်ပါသင်ကောင်းတဲ့အတွေးတွေပေါ်လာရင်အဲ့ဒီအတွေးတွေနောက်ကိုလိုက်မသွားပါနဲ့ဒါကတော့အတွေးတစ်ခုပဲဒါမှမဟုတ်ဒါကတော့စိုးရိမ်စိတ်ပဲလို့အမည်လေးတက်ပေးလိုက်ပါဒါဟာတင်မဟုတ်ပါဘူးသင်ရှိကဖြတ်သွားတဲ့တိမ်တိုင်းလေးလိုပဲမြင်အောင်ပေးပါအခုပတ်ဝန်းကျင်ကသင်ကြားနေရတဲ့အတန်တွေကိုအာရုံစိုက်ကြည့်ပါနောက်ခံဒီလုံးတန်ညာရဲ့တိတ်ဆိတ်တန်လေးတွေအခုလက်ရှိအချိန်မှာပဲအာရုံစိုက်နေပါကိုတငယ်ချင်းတယောက်လိုတပေါ်ထားပြီးကျန်နာပေးပါဒီနေ့အတွက်ငါအကောင်းဆုံးလုပ်ခဲ့ပြီးပြီဖြည့်ရှင်းရတဲ့ပြဿနာတွေအတွက်စိုးရင်ချိန်ကိုမနှက်ဖြန်အတွက်တည်တံ့ဖယ်ထားလိုက်ပါအခုအချိန်မှာတော့သင်ဟာလုံခြုံပါတယ်အေးချမ်းပါတယ်အရာအလုံးဟာမနှက်ဖြန်ထိစောင့်နိုင်ပါတယ်အခုအိပ်ဆက်ခြင်းတွေကိုဖြည်းဖြည်းချင်းတိုးဝင်သွားပါမနှက်ဖြန်မှာပိုပြီးကြည်လင်တဲ့စိတ်နဲ့နှုတ်ထားလာပါလိမ့်မယ်ကောင်းသောညပါမိတ်ဆွေ